တင်တာနှစ်ပေါင်းမီလီယံနဲ့ချီပြီးတော့အသက်ရှင်ခဲ့ရမယ်ဆိုရင်ဘာတွေလုပ်နေမှာလဲအမ်ပိုင်ယာဇလန်တွဲတွေကလို့ရီးစားဟောင်းကိုလွမ်းပြီးတော့ထိုင်ငိုနေမှာလားအထီးကျန်စွာနဲ့နေရာလေးတစ်ခုမှာတယောက်တည်းရှိနေမှာလားဘာပြောနာအဲ့ဒါတွေကယိုးသွားပါပြီအခုပြောပြမယ့်ဝတ္ထုကပိတ်သက်တို့တည်ဟူးသမျှနဲ့လုံးဝကိုကွဲထွက်နေတာပါသူကဒိုင်လူဆောတွေနဲ့အတူတူကြီးပြင်းလာခဲ့ပါတယ်ကဘာကြီးပျက်စီးသွားတာကိုလည်းထိုင်ကြည့်ခဲ့တယ်ပြီးတော့စက်ကြဝဠာကြီးတစ်ခုလုံးကိုပါစိုးမိုးခဲ့တဲ့သူတစ်ယောက်ပါနှစ်ပေါင်းဘီလီယံနဲ့ချီပြီးရှင်သန်လာတဲ့အခါမှာအထီးကျန်ဆန်မှုကိုမလွဲမသွေရင်ဆိုင်ရမှာပါသူဟာစက်ပြီးမရှင်သန်ခြင်းတာကြောင့်ကဘာကိုဝင်တိုက်တဲ့အုတ်ကာခဲကိုတော့မတားဆီးပဲနဲ့ရင်ကိုကော့ပြီးတော့တတ်သေးခဲ့တယ်ဒါပေမဲ့သူမားသွားတာကကဘာကိုဖြတ်တဲ့အုတ်ကာခဲတွေဟာသူ့ကိုမထိခိုက်စေနိုင်ခဲ့တာပါပဲသူစက်ကြဝဠာကြီးပောက်ကွဲတဲ့နေရာမှာလည်းနေခဲ့ဘူးပါတယ်လောကရဲ့စစ်ပွဲတွေကြားမှာတိုက်ခိုက်မှုတွေကိုလည်းခံယူခဲ့ပါသေးတယ်ဒါပေမဲ့အားလုံးကအချင်းနေပါပဲဘယ်ရာကမှသူ့ကိုမတတ်နိုင်ခဲ့ပါဘူးအဲ့ဒီလိုနဲ့တိတ်ကျန်းတဲ့နတ်ဘုရားတယောက်ကကျွန်တော်တို့နေထိုင်တဲ့21ရာသီခေတ်သစ်ကဘာကိုရောက်လာတဲ့အခါမှာဘာတွေဖြစ်ကုန်ပါလဲအဲ့ဒီခေတ်သစ်ကကဘာကြီးတွေမှာဘလို့စမ်းကြယ်မှုတွေဘလို့မျိုးတားရဲကြီးတွေရှိနေပါလဲခွန်အားကြီးတဲ့ကျင်တန်သူတွေဗမ်ပိုင်ယာတွေဝင်ပလေလူသားတွေအပြင်တာမန်လူတွေမသိနိုင်တဲ့အရာတွေကဘလောက်တောင်များနေမှာလဲသူကတော့2ဘီလီယံချီရှင်သန်ခဲ့သူဆိုတဲ့စာစင်တဲကအဓိကဇက်ဆောင်ချန်ချန်းဆိုတဲ့သူပါပဲတိုက်ပွဲကြီးတစ်ခုပြီးမှခေတ်သစ်မြို့ပြကိုသူကပြန်ရောက်လာပါတယ်စွမ်းရည်တွေအကုန်ကျဆင်းသွားပေမဲ့သူ့ခန္ဓာကိုယ်နဲ့ဝိညာဉ်ကအင်မော်နယ်အဖြစ်ကနေမပြောင်းလဲသွားခဲ့ပါဘူးဆိုတော့မြို့ပြကတခင်လေးတွေလူမိုက်တွေကသူ့ကိုအထင်သေးပြီးတော့ပညာလာစမ်းကြပြီတော့ဗျာအသက်1000လောက်ရှိတဲ့နတ်ဆိုးကြီးကငါရှေ့ဒူးထောက်ဆန်းချန်ချန်းကမင်းဖွေးအဖိုးကိုငါကိုယ်တိုင်တေးခံပေါင်းပြီးဝပေးခဲ့တာကွာချန်ချန်းကဆိုပြီးတော့ပါဖြဲလိုက်ပါတယ်တိုင်းလောကတစ်ခုလုံးကမဟာရှင်တခင်ကြီးဆိုပြီးတော့လေးစားနေရတဲ့ဆရာကြီးတွေကချန်ချန်းကိုဒူးထောက်ပြီးစီနီယာလို့ခေါ်ကြပြန်ပါတယ်ရှင်းအောင်မျိုးနယ်စုတွေတက်ပေါင်းများစွာကိုးကွယ်လာတဲ့နတ်ဘုရားတွေကလည်းချန်ချန်းရဲ့တပည့်တွေဖြစ်နေပြန်ပါတယ်သူများတွေကအဲ့ဒီနှစ်1000ကျင့်စဉ်တွေထုတ်သုံးပြီးတော့ကျွမ်းနေတဲ့အချိန်မှာချန်ချန်းကတော့အဲ့ဒီကျင့်စဉ်ကငါလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကပြင်းလို့ရေးခဲ့တဲ့အမိုက်ကျင့်စဉ်တွေပါကွာဒီလိုမျိုးကိုချေးနေတဲ့အကောင်မျိုးပါဒီစာစဉ်ကဘာလို့ဒီလောက်တောင်ဖတ်လို့ကောင်းနေတာလဲပထမတစ်ချက်တချို့စာစဉ်တွေလို MC ကအနေငယ်ရာတွေးထက်တန်ရုံဖြစ်ပြီးမှဂလေစားချေရတဲ့စိတ်ညစ်စရာလုံးဝကိုမပါပါဘူးဒါသမျှကောင်တွေကိုပါကြီးပဲလိုက်ရတာပါရှေးဟောင်းနှစ်ဖျားတွေဆိုတာခြံချမ်းရှိကိုကြောက်တာနဲ့ခလေးပေါက်စာလေးတွေဖြစ်ကုန်လို့ဖတ်ရတာကအတော်လေးကိုဟာသားနေပါတယ်ဒုတိယချက်ငါလှုပ်ချင်တာလှုပ်မယ်ဆိုတဲ့သူ့ရဲ့မာနာကြီးပြီးတော့ OP ဖြစ်တဲ့ဇယိုက်ကဖတ်ရတာလုံးဝကိုတွေးဆူစေပါတယ်တတိယချက်လှပပြီးချစ်စရာကောင်းတဲ့ကောင်မလေးတွေနဲ့အလန်းစားအရှင်တွေကစာဖတ်သူကိုအချိန်ကုန်မှမသိအောင်ဆွဲဆောင်ထားအောင်ပါစိတ်ညစ်စရာတွေမိထားပြီးတွေးဆူခြင်းနဲ့ရည်လဲရည်ခြင်းနဲ့ဖတ်ရင်နဲ့ feel good ဖြစ်ခြင်းနဲ့ဆိုရင်တော့အခုပြောပြတဲ့ Billion of Year in the Series စာတင်ကမဖြစ်မနေဖတ်တဲ့ masterpiece တစ်ခုပါပဲမြန်မာနာမည်က2ဘီလီယံချီရှင်သန်လာခဲ့တဲ့သူပါလောကကြီးမှာဘသူ့ကိုမှခရီးမဆိုင်တဲ့ boss ကြီးရဲ့ညို့ပြကအမိုက်စားဇလန်တွေကိုဖတ်ခြင်းနဲ့ဆိုရင်တော့